Teacher, I read this book now. I read. I'm reading this book now. Great. Tense တွေကိုဘယ်အချိန်သုံးရမလဲမသိဘူးလား Let's learn together နေ့စဉ်လုပ်နေတဲ့အရာအမြဲဖြစ်ပျက်နေတဲ့အရာကိုပြောချင်တဲ့အချိန်မှာ present simple ကိုသုံးလို့ရပါတယ် For example I go to school every day I usually drink coffee in the morning ကိုလက်ရှိလုပ်နေတဲ့အရာလက်ရှိဖြစ်ပျက်နေတဲ့အရာကိုပြောချင်တဲ့အချိန်မှာ present continuous ကိုသုံးပါတယ် For example I'm recording a TikTok video right now ပြီးသွားတဲ့အဖြစ်အပျက်တွေကိုပြောချင်တဲ့အချိန်မှာဆိုရင်တော့ past simple ကိုသုံးပါတယ် For example I went shopping yesterday ကတိပေးတဲ့အချိန်မှာဒါမှမဟုတ်အခုချက်ချင်းလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာကိုပြောတဲ့အချိန်မှာ we ကိုသုံးပါတယ် I will do my homework after class I will never make you cry ကြိုတင်ဆုံးဖြတ်ထားတဲ့အရာကိုပြောတဲ့အချိန်မှာတော့ be going to ကိုသုံးလို့ရပါတယ် I'm going to visit my parents tomorrow ကိုရဲ့အတွေ့အကြုံဒါမှမဟုတ်အခုကလေးတင်လုပ်ပြီးသွားတဲ့အရာကိုပြောတဲ့အချိန်မှာတော့ present perfect ကိုသုံးလို့ရပါတယ် For example I've never been to London I've just finished my lunch နေရာတွေကိုပြောချင်တဲ့အချိန်မှာတော့ there is there are ကိုသုံးပါတယ် For example there's a computer on the table there are many books in the library ငါလုံနိုင်တယ်ငါမလုံနိုင်ဘူးပြောတဲ့အချိန်မှာတော့ can ဒါမှမဟုတ် can't ကိုသုံးလို့ရပါတယ် I can swim I can't drive လုံမဖြစ်မဲ့လုံကိုလုပ်ရမယ်လို့ပြောတဲ့အချိန်မှာတော့ have to ကိုသုံးပါတယ် For example I have to study hard အတန်ဉာဏ်ပေးတဲ့အချိန်မှာတော့ should ကိုသုံးလို့ရပါတယ် For example you should study hard ခုကိုနိုင်ရှင်တဲ့အချိန်မှာပြောချင်တယ်ဆိုရင်တော့ comparative ဒါမှမဟုတ် superlative ကိုသုံးလို့ရပါတယ် For example I'm taller than you I'm the most talkative one in my family